ကဲဒါဆိုရင်လေကွာတင်းစီကငါ့ကိုတကယ်ချစ်တယ်ငါ့ဘဝကိုလည်းနားလေအေးတူတာငါ့ဘဝလေးကိုတကယ်ဝင်လာမယ်ဆိုရင်မင်းကငါတို့အားလုံးနဲ့ငါကောင်းဆုံးဘာလို့အခုမှမင်းရဲ့မျက်စိကတန်သွားဟုတ်နင်သေးကြစဉ်းစားဖို့ရလို့အခုလက်ရှိငါတို့တိုင်းမှာဖြစ်နေတဲ့စစ်ပွဲတွေတစ်ဖက်နဲ့တစ်ဖက်နားလည်မှုရပြီးငင်းငင်းကောင်မလေးကမင်းပေါ်နားလည်ဖို့ဆိုတော့ဒီနေ့မှကဲကောင်မလေးကနားလည်ရွယ်ထားပါဦးသူမိပါရင်မင်းတို့ကောင်မျိုးဘောဒီမှာတငယ်ချင်းဆိုတာငါအတွက်ဖျားပေးစုချစ်သူဆိုတာငါ့ကိုဖျားပေးပြစ်တယ်